အမျိုးသားတယောက်ဟာကန်းစွန်းဦးတူးနေရင်းနဲ့မတော်တဆဓားမြောင်တစ်စင်းကိုတူးဖော်မိခဲ့ပါတယ်သူကအဲ့ဒီဓားမြောင်ကိုကောက်ယူပြီးတေချာဂရုတစိုက်ကြည့်ရှုစစ်ဆေးခဲ့တာပေါ့ဓားတော်တစ်ခုလုံးကကတ္တရာဆေးလိုမြင့်နေပြီးစမ်းပြတဲ့ထွန်းထူးမှုအမှတ်သားတွေနဲ့ပြည့်နေနေတာကိုတူးတွေ့လိုက်ရတယ်မြေကြီးထဲမှာမြုပ်နှံထားခဲ့တာတော့မှဓားပေါ်မှာဖုံမှု14တောင်ကတ်မနေပါဘူးအဲ့ဒီအချိန်မှာအဖိုးအိုတယောက်ပြောပြပူတဲ့ပုံမြင်တစ်ပုဒ်ကိုသူတတိယသွားပါတယ်ဒဏ္ဍာရီတွေရဆိုရင်နက်ပိတ်မှန်သုံးလက်နက်ဆန်းတွေဟာသူ့ရဲ့တခင်ဖြစ်မဲ့သူရဲ့သွေးကိုလက်ခံရရှိပြီးမှသာစစ်မှန်တဲ့ဆွမ်းအားကိုပြသလေးရှိတယ်လို့ဆိုပါတယ်ဒါကြောင့်သူဟာသူ့လက်ညှိုးကိုကိုက်ပြီးဓားမြောင်ပေါ်ကိုတွေးတစ်ဆက်ချလိုက်ပါတယ်ဒါပေမဲ့နာရီဝက်လောက်ကြာသွားတဲ့အထိဘာမှဖြစ်မလာခဲ့ပါဘူးဒါနဲ့ပဲအဲ့ဒီလူဟာတစ်ပင်ပင်စီတစ်ခုပေါ်မှာလဲအိပ်ရင်အိပ်ပျော်သွားခဲ့ပါတယ်နောက်တစ်စက္ကန့်မှာတော့ဓားမြောင်စီကနေရွှေရောင်လင်းနှန်းတွေစတင်တောက်ပလာပါတော့တဲ့ပုံမှန်ဆိုရင်သူကခဏတစ်ဖြုတ်ပဲတရေတိတ်လေးရှိပေမဲ့ဒီတစ်ချိန်မှာတော့ညမိုးချုပ်တဲ့အထိအိပ်ပျော်သွားခဲ့ပါတယ်လက်ပေါ်ကဒဏ်ရာကလည်းလုံးဝပြန်လဲကောင်းမွန်သွားခဲ့ပြီဖြစ်ပါတယ်အဲ့ဒီနောက်သူဟာဓားမြောင်ကိုအိမ်ကိုယူလာခဲ့တယ်သူ့ဖေကိုကြည့်ခိုင်းပေမဲ့သူ့ဖေကလည်းထူးခြားတာဘာမှမတွေးမိပါဘူးညစာစားပြီးတဲ့နောက်မှာအဲ့ဒီလူဟာအလွန်အမင်းမောပန်းတွဲနေလာတာကြောင့်ဓားမြောင်ကိုကင်ထားရင်းနဲ့ပဲနှစ်ချိုက်အိပ်ပျော်သွားခဲ့ပြန်ပါတယ်နောက်တနေ့မနက်နိုးလာတဲ့အခါမှာတော့သူ့ခန္ဓာကိုယ်တစ်ခုလုံးညစ်ပတ်ပေရနေတဲ့အညစ်အကြေးတွေဖုံးဝဲနေတာကိုတွေ့လိုက်ရတယ်ဒီလိုမယုံနိုင်စရာကောင်းတဲ့အပြောင်းလဲအလုံးဟာဓားမြောင်ကြောင့်ဖြစ်ပွားခဲ့တာပါသူထင်းခုတ်ဖို့တောင်ပေါ်ကိုပြန်သွားတဲ့အခါဓားမြောင်နဲ့တစ်ချက်တည်းပိုင်းခြားလိုက်ယုံတင်တဲ့တစ်ပင်ပင်စီကိုထပ်ပိုင်းပြတ်သွားစေခဲ့ပါတယ်မီတာ100ကျော်အကွာဝေးမှာရှိတဲ့တောယုံတစ်ကောင်ကိုတော့တစ်ချက်တည်းနဲ့ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့ခန္ဓာကိုယ်ကလည်းအရင်ကထက်အများကြီးပုတ်ပါသွက်လက်လာခဲ့တယ်အဲ့ဒီလူကသူ့ကိုယ်သူတိုင်းပညာပါရမီရှင်တယောက်ဖြစ်သွားပြီလို့ထင်မှတ်ခဲ့တာပေါ့အဲ့ဒီနောက်သူဟာတောစိတ်အုပ်ကိုအမဲလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပေါင်ရကနန်းလောက်အလေးချိန်ရှိတဲ့တောစိတ်တစ်ကောင်ကိုထမ်းပြီးရွာလူကြီးစီယူဆောင်လာတဲ့အခါရွာလူကြီးဟာသူ့မျက်စိတူတောင်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်သူ့အဖေကတော့သူကံကောင်းလို့စိတ်ကိုဒီတိုင်းတွေးခဲ့တာနေမှာပါလို့တွေးနေခဲ့တာပါအဲ့ဒီအချိန်မှာအဲ့ဒီလူကပတင်းပေါက်အပြင်ဘက်ကတင်းငုတ်တို့ကိုညှို့ပြလိုက်ပါတယ်ပြီးတော့အချိန်ကိုက်ပဲသူ့ရဲ့ပစိန်ကိုတင်းငုတ်တို့ပေါ်ဝေရန်ခုတ်ချလိုက်ပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရမှသာသူ့အဖေလည်းသူ့သားဟာမွေးရပါထူးခြားဆန်းပြတဲ့ခွန်အားတွေရှိနေတာပဲဆိုပြီးယုံကြည်သွားပါတော့တယ်နောက်ရက်မှာတော့သူ့အဖေကပန်းပဲဖို့စီသွားပြီးသူ့သားတောင်ပေါ်ကနေတားကောင်တွေပုံမိုယူဆောင်လာနိုင်ဖို့အတွက်အဲ့ဒီဓားမြောင်နဲ့ပုံစံတူ3စင်းကိုထပ်မံပြုလုပ်ခိုင်းခဲ့ပါတယ်အဲ့ဒီနောက်အဲ့ဒီလူဟာသူ့အဖေနောက်ထပ်ရွာသားတယောက်တို့နဲ့အတူတောင်ပေါ်ကိုအမဲလိုက်ဖို့လိုက်ပါသွားခဲ့ပါတယ်သူ့ရဲ့မယုံနိုင်စရာကောင်းတော့အောင်တိကျလာတဲ့ဓားမြောင်ပစ်ခတ်မှုစွမ်းရည်ကြောင့်မကြခင်မှာပဲတောစိတ်နှစ်ကောင်လဲကျတိဆုံးသွားခဲ့ပါတယ်သူတို့သားကောင်ကိုအရေးခွန်ခွာပြင်ဆင်နေကြတော့မှပဲအဲ့ဒီလူဟာအနေရတစ်ခုနီးကပ်လာနေတာကိုရုတ်တရက်အာယုံရလိုက်ပါတယ်ဝန်ပလွေအုပ်တအုပ်ဟာသားကောင်ရဲ့အနံ့ကိုရသွားကြတာပါသူတို့3ယောက်ဟာမြတ်တော်ထဲမှာအမြန်ပုံအောင်လိုက်ကြပါတယ်တိတ်မကြခင်မှာပဲတောအုပ်ထဲကနေဝန်ပလွေအုပ်ကြီးတအုပ်ပြေးထွက်လာခဲ့တယ်အဲ့ဒီလူဟာဝန်ပလွေအုပ်ထဲကိုတယောက်တည်းပြေးဝင်ပြီးတိုက်ခိုက်ပါတော့တယ်မလန်းမကန်းမှရှိတဲ့ဝန်ပလွေပူရင်ကအချက်ပြလိုက်တဲ့အတွက်ဝန်ပလွေတွေပို့ပြီးတော့စုပြုံရောက်ရှိလာကြပေမဲ့အဲ့ဒီလူရဲ့တိုက်ခိုက်မှုတွေကတော့ပို့ပြီးတော့ဒါမြန်ဆန်တွက်လက်လာခဲ့ပါတယ်တိတ်မကြခင်မှာပဲသူဟာဝန်ပလွေတဒါစင်ကြော်ကိုတက်ဖြတ်လိုက်နိုင်ခဲ့တယ်သူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ခွန်အားတွေကြောင့်ဝန်ပလွေဘရင်ဟာစုတ်ခွာဖို့အချက်ပြလိုက်ရပါတော့တယ်ရွာသားတွေအားလုံးဟာလည်းထိုလူရဲ့မယုံနိုင်စရာကောင်းတဲ့ခွန်အားတွေအပေါ်အံ့ဩမြင်တက်သွားကြပါတော့တယ်